မလေးအမားတို့ရှိမှလေအလုတ်ခေါ်တာလေးကတ်တာလို့အလုတ်လေးလာလျှောက်တာမှာဩအေးဟုတ်ပြီညီမလေး မိစီပေါင်းလေး အေးပါ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 ညီမလေးရဲ့အမားတို့လိုချင်တဲ့ရေချင်းတဲ့သမီးနဲ့လည်းအဆင်ပြေရလေ ဟုတ်မှာဟုတ် နော်ညီမလေးဒါပေမဲ့အမားတို့ကလေအမားတို့ဆိုင်မှာအလုပ်ခန့်ပြီဆိုရင်စမ်းသက်ချက်လေးတစ်ခုလုပ်တယ်ညီမလေး ဟုတ်ရဲ့လေးမလုပ်ပြီးမှာပေါ့ အေးအေး ဟုတ်ပါ အဲ့စမ်းသက်ချက်လေးအောင်မြင်တော့ညီမလေးကိုအမားတို့ဒီဖက်စင်လိုက်ထဲမှာပေါမှာပေါ့နော် ဟုတ်ကဲ့ပါမှာဟုတ်ဒီ ညီမ မှာ လေး လေးလုပ်ပြ အခုပေါ့နော်ဟိုဒီအီးကဲလေးတစ်ထုပ်ကိုညီမလေးချက်ချင်းလေးရောင်းပြပေးပါလား ဟောလဲလဲလေးလေးဒါကိုရောင်းပြပါရဲ့လေးမသမီးဝယ်လိုက်မယ်လေးအဲ့ဆိုရင် ဟောโอเคဒါလေးကိုညီမလေးဝယ်မယ်နော်โอเคโอเคโอเคညီမလေးအေးအေး ဟုတ်တယ် ခင်းညီမလေး ကျေးဇူးပါဗာရပေါက်ချလေးကြည့်လိုက်မယ်နော်โอเคအဆန်လေးလည်းပါတယ်ဟုတ် โอเคခင်းညီမလေးကျေးဇူးပါနော်ညီမလေး အဲ့ဆိုသမီးကလောက်ကဘယ်တော့ဆက်စင်ရမလဲမ မလေးဖုန်းခေါ်လိုက်မယ်လေ ဖုန်းခေါ်မလားမ တကယ်ထင်သွားလားမဟုတ်ပါဘူးမချမ်းတို့စီမှာတကယ်လဲဝန်ထမ်းခေါ်နေပါတယ်နော်အယောင်းဝန်ထမ်းမျိုးသမီးလေးတွေလာရောက်လျှောက်ထားနိုင်ပါတယ်ခုနဗီဒီယိုလေးကတော့အပျော်ဖြစ်ပါချစ်ရတဲ့ကကာလေးလေးကြည့်ဖို့အတွက်နော်